လာမယ့် Academy ပေးပွဲကတာမန်နဲ့မတူဘဲထူးခြားမှုတွေရှိလာနိုင်တယ်ဆိုတဲ့အတွင်းသတင်းတချို့ထွက်ပေါ်မြန်မာရုပ်ရှင်လောကရဲ့တစ်နှစ်မှတစ်ကြိမ်ရင်ခုန်စရာအခိုက်အတန့်နေ့လေးကမကြာခင်မှာပဲရောက်ရှိလာတော့မှာဖြစ်ပါတယ်။ Academy ဆိုတော့ရုပ်ရှင်လောကသားတိုင်းရဲ့အိမ်မက်ဖြစ်တာမလို့အလုံးကစိတ်လို့ရှားစွာနဲ့စောင့်မျှော်နေကြတာပါ။2025ခုနှစ်အတွက် Academy ဆုကြီးကိုလာမယ့်ဖေဖော်ဝါရီလ9ရက်နေ့မှာကျင်းပသွားမှာဖြစ်ပြီးတော့အရင်ကနဲ့မတူတဲ့ထူးခြားမှုတွေလည်းပါဝင်သွားမယ်လို့သိရပါတယ်။ Academy ဆုပေးပွဲတိုင်းလိုမှာပူးတွဲ Academy ပေးတာမျိုးရှားပါပေမဲ့ဒီနှစ် Academy ပေးပွဲကတော့ပူးတွဲဆုပေးမယ်ဆိုတဲ့သတင်းတချို့ထွက်ပေါ်နေပါတယ်။ပုံမှန်နှစ်တွေမှာတော့အကောင်းဆုံးဇာတ်ကားတွေတရုတ်ဆောင်တွေကိုသာရွေးချယ်ပေးတတ်ပြီး2025ခုနှစ်လိုပွဲချက်တဲ့နှစ်တွေမှာဆိုရင်တော့ရှာရှာဖဖအနေနဲ့ပူးတွဲဆုတွေကိုပေးတတ်တာပါ။ဒီနှစ် Academy ပေးပွဲမှာမြန်မာအမျိုးသမီးဆက်ဆောင်တဲ့ဇက်ပို့ဆုတွေကအပြိုင်ဆိုင်ဖြစ်နေကပွဲချက်ကြမဲ့နှစ်ဖြစ်တာကြောင့်ပူးတွဲ Academy ဆုတွေကိုပေးဖို့ပြင်ဆင်ထားတယ်လို့သိရပါတယ်။ဒါနဲ့မကသေးပဲ Academy ရင်ခုန်တန်အနေနဲ့နာမည်ထွက်နေတဲ့မင်းသမီးမင်းသားတွေထဲကဆုမရနိုင်ဘူးဆိုပြီးလဲအတွင်းသတင်းတချို့ထွက်ပေါ်လာခဲ့တာပါ။နာမည်ထွက်နေတဲ့တရုတ်ဆောင်တွေမဟုတ်ဘဲမထင်မှတ်ထားသူတွေရောက်သွားနိုင်တဲ့အကြောင်းထုတ်ဖော်ပြောကြားလာသူတွေလည်းရှိနေတာဖြစ်ပါတယ်။ဒီသတင်းတွေကိုပြောတဲ့သူက Academy ဘုတ်ဖွဲ့ဝင်တွေနဲ့နှိစက်သူတို့ကပြောခဲ့တာဖြစ်ပြီးအမှန်တကယ်ဖြစ်လာနိုင်လားဆိုတာကတော့ Academy ဆုပေးပွဲရောက်မှသာလျှင်ရင်ခုန်စွာနဲ့စောင့်မျှော်ကြည့်ရှုရမှာပါ။ပရိသတ်တို့အနေနဲ့ရောလာမယ့် Academy ပေးပွဲကတာမန်နဲ့မတူပဲထူးခြားမှုတွေရှိလာနိုင်တယ်ဆိုတဲ့အတွင်းသတင်းတချို့ထွက်ပေါ်လာတာနဲ့ပတ်သက်ပြီးအမြင်လေးတွေကိုပြပြခဲ့ပါအောင်ရှင်။